ပြီးတော့ကိုယ်ကဖွဲ့ရတာအမှုတွေရေကမိတ်ချင်းရင်တိုင်းခိုက်ဖဲခြင်းမှာလူကင်းရအောင်ဒီသင်္ကန်းကိုဝိဆောင်ပါတယ်ဘုရားဆိုပြီးဆင်ခြင်ပြီးမဝဲရဘူးလားအဲ့တော့မိတ်ချင်းရင်တိုင်းခိုက်ဖဲလို့ဝေဒနာတွေဖြစ်လာရင်သင်္ကန်းလူပေးလိုက်ရင်ရောက်ပြင်းသွားတယ်ဘောပါလားအဲ့တော့သားတို့သမီးတို့တောင်းတဲ့သူတွေကကိုတောင်းတဲ့သူကဘယ်ထဲမှာပါလဲဆိုတာသိရင်ကိုလူကျင်တဲ့အလှဒါနကိုပြုလို့မရဘူးလားဒါပေမဲ့မသိကြရင်ငါးမျိုးသလုံးသာပြီးပဲငါးရလာလို့တော့ဘုံဘုံတစ်ချက်ခဲ့တယ်ငါးလေလာလို့30စီခဲ့ပြီးရင်ငါးမျိုးသလုံးမရဘူးလားငါးမျိုးသလုံးနဲ့ကုသိုလ်နဲ့လည်းသူတောင်းနေတာတောင်းအကုန်ကြောက်တော့အဲ့ဒီထဲမှာနော်ဟောဘုန်းကြီးကတော့ဆေးအလူပါပါလိုက်တော့ယောဂမှန်တယ်များဆေးတူသွားတယ်တက်တာသွားတယ်နော်ကိုလုံးကဒီဆေးပဲတော့တာမတက်တာဘူးနောက်သူလည်းမထူကြဘူးဘုံဘုံကြီးရောက်ပြီးမှဘုံဘုံထိတ်ကိုတွေးလိုက်မှယောဂကပြောက်တော့တယ်ဆေးတူတော့တယ်ဘုံဘုံထိတ်ကိုလို့မဟုတ်ဆေးတူတွေးဆေးတူလည်းတူရသွားဟုတ်လားသဘောပေါက်လားနော်ဒါကြောင့်မလို့ဘုံဘုံကြီးသွန်းတာမဟုတ်ပါဘူးနော်ဘုံဘုံလူပေးတဲ့ကုသိုလ်၅မျိုးကအစွမ်းကြတာပါဒါနအကျိုးပါဘုရားမဟုတ်ဘူးလားနော်အဲ့ဒါကိုဘုံဘုံကြီးသွန်းတာဘုံဘုံကြီးကတိတ်ကိုတိတ်ကြောက်တာဘုံဘုံတိတ်ကိုတိုက်ကပြောက်မယ်ဆိုရင်တော့မသိနော်ဒါတော့အားလုံးလိုက်ပုတ်တယ်နော်အားလည်းသိနေတယ်လိုက်ပုတ်ဘုံနဲ့တော့တာမဟုတ်ဘူးနော်ကာယနိုင်ခြင်းမှာစိတ်အကျိုးရှိနေအဲ့တော့ကိုယ်တိုင်းမလူနိုင်တော့ဘုံဘုံကတူပေးပြီးတော့ဘုံဘုံကပြန်ပြီးတော့ပြောက်ပါသေးဆိုတော့ရောက်တာပေါ့သဘောပါလားဒါကြောင့်မလို့သာဓုသမီးတို့အတွက်ဘုံဘုံလူပေးနေတဲ့ဘာလီနတ်တာတို့သုံးသင်္ကန်းကြောင့်စေပညာတို့ဆိုတာဒီသံဃာလောကတစ်လျှောက်လုံးမှာရှိတဲ့ကိုယ့်ရဲ့ဘဝအဆက်ဆက်သံဃာအဆက်ဆက်ကကျေးဇူးရှင်တွေကျေးဇူးဆက်ဖို့မဟုတ်ဘူးလားအတေယူညဘုံဘုံကလည်းဘုံဘုံရဲ့သီလကုံသမာဓိကုံအင်အားနဲ့တွန်းဖို့မယ်သားတို့သမီးတို့ကိုယ်တိုင်လည်းကာယကံကိုထိမ့်မယ်ဝစီကံကိုထိမ့်မယ်မနောကံလေးတွေထိမ့်မယ်ဆိုရင်ပို့ပြီးတော့အစွမ်းမတည့်ဘူးလားသဘောပေါက်လားအဲ့တော့၅ပါးလုံးဝမလား၈ပါးစောင်းရမလား၉ပါးစောင်းရမလား10ပါးစောင်းမမေးနဲ့ကိုယ့်ရဲ့မကောင်းတဲ့စိတ်ကလေးကိုပဲထိမကောင်းမှန်းသိရင်ထိနိုင်မနောကသိတာပြောမယ်ကြလိုက်ရင်ငါမပြောတော့ငါပြောမယ်စကားငါခံရရင်တော့မကြိုက်ဘူးအဲ့လိုငါမပြောတော့မြတ်ပြီအဲ့ဒါမြတ်တော့သိတာမနောကသိတာလူကျင်နိုင်မရဘူးကိုယ်စိတ်ကိုထိနိုင်မှရမယ်ဟောစိတ်ကိုထိနိုင်ပြီလေဆိုတော့ဘာသာကအတန်ွယ်သေးတယ်မတော်တော့ဝစီကံသီလပြုံးသွားပြီစိတ်မှနေထိမြင်နေတာဒါကငါမပြောတော့ဘူးလေဆိုတော့တွားယူပြီးပြီပေါ့ခန္ဓာကိုယ်ပါပါဘူးမပါတော့အရှုံးပေးလိုက်နှလုံးပြီးအောင်အရှုံးပေးလိုက်ဒါပြောတော့ကာယကံကိုဝစီကံမနောကံသီလငါးပါးတဲ့တန်ဖို့ဝေရမဏိသိက္ခာပဒံသမာဓိယာမိဆိုတာကငါဆိုထားလို့ငါဆိုထားလို့နော်သိပါတယ်မှာကိုယ်စိတ်နဲ့ကိုယ်ကိုယ်ဘာလို့ထိန်းလာကြတော့အမြတ်ဆုံးသဘောပါဒါကြောင့်ဘုံဘုံကဒီ၅ပါးလုံးပါ7ပါးသီလတောင်းမှာ9ပါးသီလတောင်းမှာမပြောဘူးနော်အဖြစ်နိုင်ဆုံးဖြစ်တဲ့တရားမင်းလူကြီးနဲ့စိတ်ကကိုယ်စိတ်ကိုထိကိုယ်ပဒကိုထိကိုယ်ခန္ဓာကိုထိကာယကံသီလဝစီကံသီလမနောကံသီလသဘောပါလားဒီချို့ကလေစိတ်ကတော့လုတ်ခလဲထွက်သွားတယ်ဒါနဲ့ပြောအနိကြတော့မှတတိကရမပြောတော့ပါဘူးအဲ့ဒါဝေဒမဏိသိက္ခာပဒံဆိုထားလို့ထိန်းရတယ်အခုကိုယ်စိတ်ကိုထိန်းနိုင်တာကိုမမြတ်ဘူးလားအဲ့ဒါအမြတ်ဆုံးသီလနော်ကိုယ်သောက်ပြီးတဲ့သီလကိုမြတ်အောင်လုပ်ချင်ကိုယ်ပိုင်ရည်ခြင်းနဲ့ထိန်းဟုတ်လားအဲ့ဒါသာလို့ဆိုပြီးအပိမှာထိန်းပြီးတယ်နော်ဒါကြောင့်
ထိန်းသွားနိုင်ဖို့တရဏဂုံလေးပါပါမယ်ဆိုရင်သေကားမှတင်းနေမဲ့တရဏဂုံအစပုဂ္ဂိုလ်ကိုနှိမ့်လိုက်တင်ပါလားဟုတ်လားသဘောပေါက်လားဒါကြောင့်မလို့ဒီတရဏဂုံရဲ့ဂုံကျေးဇူးတွေဘုံဘုံကျင့်ကြံအားထုတ်ခဲ့တဲ့လမ်းစဉ်စနစ်ကလေးတွေရတဲ့အကျိုးကျေးဇူးလေးတွေကိုတခါတည်းနဲ့ပုံအောင်မပြောနိုင်လို့ပဲဒီတရားဝဲတိုင်းမှာနည်းနည်းတက်ဟောသွားတယ်အဲ့ဒါလေးတွေကိုတွေ့ရင်လေလောကလေးတွေထုတ်မှပြီးစုတာပြီးရင်ကိုလမ်းစဉ်ကိုရသွားအဲ့ဒီလမ်းစဉ်လေးကိုလူမသိကိုယ်ပိုင်ကိုငွေပြီးကြောက်သွားအဲ့ဒါအပေတကားပိတ်တယ်သဘောပေါက်လားနော်အပေပိတ်ခြင်းလို့လေနော်၅ပါးသီလအမြဲလုံးဝမလား10ပါးသီလလုံးဝမလားဥပုပ်တိနေ့စဉ်ကောင်းမှမလားမဟုတ်ဘူးရုပ်တရက်ဖြစ်လာတဲ့ကိုယ့်ရဲ့စိတ်ကိုထိန်းနိုင်အောင်ကြိုးစားအဲ့ဒါသီလစိတ်ကိုထိန်းတော့မနောကံသီလပါးစပ်ကိုထိန်းနိုင်တော့ဝစီကံသီလခန္ဓာကိုထိန်းနိုင်တော့အဲ့တော့ယုံရင်းကြံတန်းခြင်းမရှိတော့ကာယကံသီလသူကလေကြံတန်းမရှိဘူးအမြဲတည်းသူ့မှာအေးချမ်းနေတာပဲဆိုတာကာယကံသီလထိန်းနေသူကအေးချမ်းနေသဘောပေါက်လားနော်ဒါကြောင့်ကြိုးစားပါမပင်နှမ်းပါဘူးအပေတကားပြိနိုင်ပါတယ်အဲ့ဒီအပေတကားပြိဖို့အတွက်ဆက်တရားရှိတဲ့ကျွေးတွေကိုစိုက်ကြမယ်အဲ့တော့တယောက်တည်းနဲ့ပရိသာဝေမဖြစ်လို့သူစုပေါင်းပြီးတော့မသိမချင်းလေးနော်တခါတည်းနဲ့သိပေါင်းများစွာလှူပါလို့မလှူနိုင်တော့တစ်လကို3000 4000 5000တော့ကလေးပုံမှန်လေးလှူသွားနိုင်မကောင်းဘူးလားအဲ့ဒီခါဘုံဘုံကလည်းဒါဆိုရင်တစ်လကိုအခုဆိုနှစ်ကြိမ်ဒါပြည့်တခါဒါကိုတခါပါဠိနဲ့သာသာလို့သမီးတို့ရဲ့အဖပဲဆိုင်ရာအမိပဲဆိုင်ရာတွေလုပ်ပြီးမယ်ကဲအိမ်မှာလုပ်ကြရလူသေးလားကိုယ်အိမ်မှာကိုလုပ်ပြီးတစ်နှစ်တခါတော့ဖြစ်ပါမလားမဖြစ်ကြဘူးမှန်ဖို့ဆိုတာတော့လွယ်ပါမလားသဘောပေါက်လားအဲ့တော့ဘုံဘုံဒီမှာလာပြီးတရားနာရင်းနဲ့ဒီမှာသိကျင်ပြီးတော့လူတန်းသွားတာလေးတွေကိုလုပ်ပါလေများလေလားကိုယ်အိမ်မှာကိုလုပ်ကြည့်မလုပ်တတ်ဘူးလားသူများအားကိုမလားကိုအားကိုမလားအဲ့တော့ကိုကျေးဇူးရှင်ကိုယ်ပိုင်ကိုပြည့်ပြီးကိုယ်ပိုင်ကိုအောက်ကြခံတွေးလိုက်ဖို့ကိုကျေးဇူးရှင်အပေါ်တော့အောက်ကြမခံနိုင်ဘူးလားတချို့ကမပြောတတ်မဆိုတတ်လို့ဆိုတဲ့အကြောင်းပြခြင်းနဲ့သူများပေါ်လို့တာပေါ်လို့တော့သူကျွေးနေတဲ့လူကိုပွားစီနဲ့ပေါ်ကျွေးသွားဖို့သိတယ်ဘောပါလားနော်ဒီအိမ်မှာကျွေးတယ်သူအမျိုးပဲပြည့်ကျွေးတယ်ဟိုဘက်လာတဲ့ဒီအမျိုးပဲဒီအိမ်လည်းအမျိုးပဲသူမျိုးတွေကလိုက်တာလေအတော်ရပါတယ်အိမ်ကြီးကသားပါလားအဲ့ဒါမျိုးတွေအခုလူတွေခံနေရတယ်ဒါကြောင့်သူများအာမကူနဲ့ကိုယ်ပိုင်ကိုအားကိုးနိုင်အောင်ကိုယ်ပိုင်ကိုပြောတတ်ဆိုတတ်အောင်ဘုံဘုံဒီမှာနော်တလနဲ့ကြည်ဓာပြီးဓာတော့အဲ့ဒါလေးဓာပြီးတော့နော်ဘုံဘုံချပေးတာလေးလိုက်ဆိုရင်းနဲ့လုတ်တတ်သွားလိမ့်နော်တေတို့ကြတော့လေဘုံလေးနဲ့အတန်ပန်းသွားတာအဲ့ဒါလေးနားထောင်ပြီးတော့တော့ပြောတတ်ဆိုတတ်ပြီးတော့ကိုယ်ပိုင်ကိုဒီမှာလုံးရတယ်နော်ကိုယ်ပိုင်ကိုဒီမှာလုံးလို့မကောင်းတဲ့အားကြီးတွေဝင်လာပြီးသားငါကမလားမင်းလည်းမနိုင်ွဲနဲ့ဒီမလုံးနဲ့ကိုကျေးဇူးရှင်များကပြီးလူတန်းပါလေမြတ်စွာဘုရားရဲ့နော်သုက္ကပတော်နဲ့အမိန့်တော်နဲ့ပါဠိနဲ့သာလူတန်းပါလေကျေးဇူးရှင်များလာရောက်ပြီး3000မိဝဲပါနော်စားတော့ကြပါပြောလေရနော်သေတို့ကိုတူးမွေးပါလေစောင့်ကြောက်ပါလေကျေးဇူးပြုပါလေလူတန်းပါလေကပြောလာကျေးဇူးရှင်မဟုတ်တဲ့မလာနိုင်ဘူးသိသိနေသူများခိုင်းတာမလာနိုင်ဘူးမစားနိုင်ဘူးသဘောပေါက်လားအဲ့ဒါကြောင့်သိမချဘူးလားကိုယ်ပိုင်ကိုလည်းလူတန်းတတ်ရမယ်ဘုံဘုံစုပြီးရင်လည်းတယောက်ထင်မြင်ရမယ်ကိုယ်အိမ်မှာတစ်ခါလေးနဲ့3000 4000ပုံမဲ့အစားဘုံဘုံတို့ဒီမှာတစ်ခါ900တန်လေးလာတူလိုက်တလားတူလိုက်နောက်တစ်ခါ900တူသွားလိုက်တနေ့နဲ့ဆိုအကုန်လုံးကျင်နေပြီသားလို့သမီးတို့အကုန်လုံးတော့ကျွတ်သွားအောင်သဘောပေါက်လားဒါကြောင့်ပါဠိနဲ့တာကိုတတ်တာနော်သူကျင်းတဲ့သူတွေလည်းယူကုန်ပြုတယ်ဆိုပြီးဘုံဘုံကသူတွေထည့်ပေးတယ်နော်ကုသိုလ်ငန်းလို့လည်းသူကျင်းတဲ့သူတွေပြုပေးလိုက်လို့ရှိရင်ဘုံဘုံအကုန်လုံးထည့်ယူပေးတယ်နော်ပါဠိနဲ့တာသူ့ရဲ့သူမရှိတော့ကုသိုလ်ငန်းမျိုးတွေကနော်ဆုံးအတူဆိုတဲ့အသေးတွေကနေဘုံဘုံကယူပြီးတော့အတုရှင်တွေရဲ့ကျေးဇူးရှင်တွေကိုကျိုးမွေးဆောက်ရောက်တာလေဆုံးအတူပဲမဟုတ်ဘူးလားအဲ့တော့အဲ့ဒီတရားနေပြုပေးလိုက်တော့ဒီဇီဝရေးဒီကောင်းအလုပ်အကိုင်းဒီကောင်းကျမ်းမာရေးဒီတက်တာပြောက်ပြီးအဲ့တော့အတိတ်ခံကြီးအောင်မြင်ကြတော့ဘုံဘုံသွန်းနေတဲ့ဘုံဘုံရဲ့နော်
နော်အစွမ်းတတ်နေတို့ရတယ်မဟုတ်ဘူးသာဓုသမီးတို့ရဲ့ဒါနကြောင့်ရတာနော်သဘောပေါက်လားမြတ်စွာဘုရားကဒါနအကျိုးတွေမဟောဘူးလားသုံးလူတော့သုံးအကျိုးသင်္ကန်းလူတော့ခဏလူတော့ဒီလူတော့အဲ့ဒီအကျိုးတွေရလို့သာဓုသမီးတို့လုံတာပေါ့သဘောပေါက်လားဒါကြောင့်တရားမင်းကပြောတယ်သိဋ္ဌိဆိုတာဒါနကရတာဘုရားအခုနတ်တွေဖြစ်နေတာဒီနတ်တို့ဒီသိဋ္ဌိ10ပါးမပေါ့ဘူးလားဝိသတုကြီးတွေကလည်းသိဋ္ဌိ10ပါးမပေါ့ဘူးလားအဲ့ဒီသိဋ္ဌိကဘယ်ရရဒါနအကျိုးတဲ့မဟိဋ္ဌိဆိုတာကသီလအကျိုးမဟိဋ္ဌိဆိုတာလိုက်လို့မမီတော့အကျိုးသူများပြုလို့မရတော့အကျိုးမဟိဋ္ဌိလို့ခေါ်နော်သိဋ္ဌိဆိုတာပြီးပြည့်စုံတော့လူတရတော့အရာတဲ့နော်ပြီးပြည့်စုံစေတဲ့အရာအဲ့ဒါကိုသိဋ္ဌိလို့ခေါ်အဲ့တော့သုံးလူတော့သုံးအကျိုးရတော့မပြည့်စုံဘူးလားသင်္ကန်းလူတော့သင်္ကန်းအကျိုးမရဘူးလားအဲ့ဒါပြီးပြည့်စုံလေမျိုးစုံလူလိုက်တော့မတူဘူးလားမရှိအောင်လူလိုက်တော့မရဘူးတော့အကျိုးဆိုတာမရှိတော့အကုန်လုံးရဘူးလေအဲ့တော့ဘာဖြစ်သွားလဲမစားဘူးလားမရှိတော့ဘူးနော်ဘဝဘူးလားမရှိတော့မနေဘူးတဲ့နေရာမရှိတော့အကုန်လုံးမရှိဆိုတဲ့စကားမကြားရတော့အဲ့တော့သူ့တောင်းနေုံနဲ့မပြေဘူးတဲ့ဒါနလုံးမှာပြေမှာဒါနအကျိုးကြောင့်တချို့ကမြေကြီးတောင်ကြီးတောင်နဲ့မနေရဘူးဟုတ်လားသဘောပေါက်လားနော်အဲ့ဒီတော့စက်ကြရည်ကောင်းနေမှာပြန်သွားနေအချိန်င်းစက်ကြနော်ကံစက်ကြနော်ကြိတ်စက်ကြနော်ရင်စက်ကြတွေအဲ့ဒါတွေကလေဒါနအကျိုးတွေသဘောပေါက်လားနော်ဟောကိုနေနေတဲ့နတ်ပြည်ကိုရောက်အောင်တွန်းပို့တာကကိုယ့်ရဲ့သီလနဲ့တော့နတ်တော်ဖြစ်တယ်မြေပြင်မှာရှိတဲ့အခု39မင်းတို့အရန်သားနတ်တွေသူ့နဲ့နည်းနည်းကြီးတဲ့ရုပ်ကလေးဘုံမစိုးသစ်ပင်ပေါ်မှာနေရတဲ့နတ်တွေဟုတ်လားဒါကသီလနဲ့သူ့နဲ့နည်းနည်းလေးမြင်နေမြင်တော့တာဝရိကသီလကောင်းအနည်းဆုံး5ပါးတော့တာဝရိကသွားခြင်းနဲ့ဒီက5ပါးတော့ခေဟုတ်လားခုနကာယကံလည်းသိမယ်ဝစီကံလည်းသိမယ်မနောကံလည်းသိမယ်၅ပါးရဲ့မဟုတ်ဘူးကိုယ်ရင်လည်းပူမယ်နည်းနည်းရုပ်ရင်လည်းရုပ်သွားမယ်ဒါပေမဲ့ကိုယ့်ရဲ့စိတ်ကိုတော့နိုင်အောင်ထိန်းသွားမယ်ဆိုတဲ့သူကအနည်းဆုံးတာဝရိကတော့ရောက်ပြီတာဝရိကရဲ့အဲ့တုတ်တိတာယာမာဆိုတာဒီတစ်သိပြီးတစ်သိမြင့်တဲ့မြင့်သွားတာသီလတရားပဲသဘောပေါက်လားတချို့တွေသူတော်ကောင်းကြီးတွေရှေ့တုန်းကဆိုရင်9ပါးသီလ10ပါးသီလတွေထောက်ပြီးပြောရတယ်မှာနော်စကားတွေပြောမိမှာတို့လို့နော်မဟုတ်တာတွေလုပ်မိမှာတို့လို့ဆိုပြီးတော့ပြောမှသွားပြီးပြင်ညာအားထုတ်ပြီးတော့ကွယ်လွန်သွားကြတော့အဲ့ဒီသီလအင်အားကဘယ်ရောက်သွားလဲနေမှန်တယ်ပြီးတော့နတ်ပြည်တော့ကမှာအမြင့်ဆုံးအထိုက်ရောက်သွားသဘောပေါက်လားအဲ့ဒါဘယ်အင်အားနဲ့တက်တာလဲသီလအင်အားနဲ့တက်တာအဲ့ဒီနတ်ပြည်မှာရတဲ့စွမ်းအင်ကဒါနသိတိဒါနကနေရတဲ့သိတိသဘောပေါက်လားအဲ့တော့ဒါနဒီဒီဝါခြင်းတိုးတက်ခြင်းအောင်မြင်ခြင်းပြည့်စုံခြင်းပုံလုံးခြင်းကျွယ်ဝခြင်းအကျိုးပေးရနော်သီလဒီကိုလူခြင်းတဲ့နေရာကိုရောက်အောင်ပို့ပေးရဟုတ်လားအဲ့တော့သီလမကောင်းတော့မကောင်းတဲ့နေရာရောက်တယ်သီလကောင်းတော့ကောင်းတယ်လို့ပို့တယ်သွားတယ်အဲ့တော့သီလဒီလမ်းကြီးနဲ့တူတယ်နော်အဲ့တော့အဲ့ဒီလမ်းကြီးမှာပြည့်စုံမှုအတွက်ဒါနဆိုတာဒီအထုပ်တော်ကိုယူသွားရမယ်ဖြစ်နေရဘဝမှာအသာအတော့ယူသွားရမယ်နော်အဝိအထေယူသွားရမယ်နေရထိုင်ရယူသွားရမယ်ကျမ်းမာရေးအတွက်ဆေးယူသွားရမယ်အသိပညာအတတ်ပညာတွေယူသွားဖို့ဘာနဲ့ယူရလဲဒါနနဲ့အထုပ်အပိုးနဲ့ယူအဲ့တော့သာဓုသမီးတို့ကအခုအထုပ်အပိုးတွေလိုတဲ့လူတွေကလိုတဲ့နေရာမရောက်ဘဲနဲ့သစေတရေတွေဖြစ်နေကြတော့ပို့မပေးရဘူးလားအဲ့တော့သူတို့ကိုပို့ပေးရင်လည်းပို့မှာဒီတော့ပြည့်သွားတော့ကိုယ့်အတွက်ကြတော့လူသေးလားကိုကမှအမြသူမှသူတို့ရလာတော့အဲ့ဒီကြောင့်ပြီးကိုကသူတို့တဲ့ကြောင့်
ကြော်ထွက်သွားသဘောပေါက်လားအဲ့တော့အပေကမလွတ်နိုင်ဘူးလားအခုသားလူသမီးတို့ဘုံဘုံရှင်းရှင်းပြောမယ်အခုတဘဝနဲ့မဉ္ဇဉ်ပုံညာရဖို့လွယ်လားရဖို့ဘယ်နှဘဝကြံအောင်မလဲမပြောနိုင်ဘူးအဲ့တော့မရသေးတဲ့ကြာအရေးကြီးတာကအပေကလွတ်ဖို့ပဲအခုအပေရသွားရင်လူပြီးပြန်တက်ဖို့လွယ်ပါမလားပြန်တက်လာပြန်တော့လေကိုချင်းစာတရားကြီးအောင်းပါတရဏဂုံမရှိတဲ့လောဘဒေါသကြားတဲ့ဝင်သွားရင်ပြန်သိအောင်မှာအပေအဲ့ဒီလိုပဲပြင်နေရင်ကဲကောင်းတဲ့ပုဂ္ဂိုလ်ကြီးရောက်နိုင်ပါမယ်အေးအဲ့တော့သာလူတို့အခွင့်အရေးဟာဒီတဘောဝပဲရှိတော့ဒီတက်တန်းပဲရှိတော့နော်အဲ့ဒီတက်တန်းအတွင်းမှာလွတ်အောင်ယုံနိုင်ရင်ယုံမယုံနိုင်ရင်တော့အပေမှာလေးပြီးတော့လွတ်အောင်ယုံနိုင်တဲ့လူတွေကအဲ့ဒီမိတ္တရားဘုရားကိုကူပါလူအပြည့်နဲ့ပူကြည့်လဲဆင်းပူလို့ရတယ်လို့နတ်အပြည့်နဲ့ပူကြည့်လဲတရားတော်နာဓမ္မစကြာတရားဦးပြီးနာကြပြီးတော့အစစ်မြင့်တဲ့တာမြင့်သွားအဲ့တော့အဲ့ဒီမိတ္တရားဘုရားပူကြည့်တဲ့လူကအခုအပေလွတ်အောင်လုပ်ပါသူကောင်းနေလို့မရဘူးဒါနာလေးရှိရမယ်သိတာလေးရှိရသဘောပေါက်လားအဲ့တော့လူနဲ့တစ်ခါတည်းဖြစ်တဲ့လူပဲတို့ပုံမဲ့တို့ဆိုတဲ့သတုမာရီနတ်တရားမကျင်းသေးဘူးအဲ့ဒီမတရားဘုရားကိုကူပါဘူးကျင်းသေးတာကတာဝရိန္ဒာနတ်တွေအဲ့တော့တာဝရိန္ဒာနတ်ဖြစ်ဖို့ကအနည်းဆုံး၅ပါးသိတာတော့သဘောပေါက်လားအဲ့တော့ဘုရားကကုသိုလ်၅မျိုးရှိရင်ကျင်းသေးနော်တာဝရိန္ဒာရောက်အဲ့တော့သာလူသမီးတို့ကိုအခုအပေတကားပြိတ်ပြီးကောင်းရသူကတိရောက်ဖို့အတွက်ဘုံဘုံကတရဏဂုံလမ်းစီပေါ့လေးနဲ့ရှောက်တန်းနိုင်တဲ့လမ်းစီကိုဘုံကိုဟောပေးတာမိလန်းပေးတာနော်တွေ့မြပါမှန်ကြီးကျူးတဲ့တွေလည်းမလုံးနဲ့နော်လက်ပြီးစီးပွားပြည့်အိုးပြည့်တင်ပြည့်ရာပြည့်တွေလည်းမလုံးနဲ့နော်ခြေလမ်းနဲ့လေးမှာတရဏဂုံလေးကိုတတိယပြီးညွှန်နိုင်အောင်ဒါကြိုးစားသဘောပေါက်လားအလေးရှိရင်အကျင့်ပါတယ်အကျင့်ရှိရင်အထုံရပါမယ်အထုံရှိရင်ပါရမီမြောက်အောင်ဒီတရဏဂုံတည်အောင်အတိအောင်မြင်သွားလိမ့်မယ်သဘောပေါက်လားအဲ့တော့မသိခင်လေးကိုတရဏဂုံတည်သွားရင်မကောင်းဘူးလားတရဏဂုံတည်ရင်လေနော်ဖြစ်လျာဘဝတိုင်းဘုရားရှင်တို့ပွင့်ထွန်းတဲ့ကာလမှာသာလူပြရတယ်ဘုရားရှင်များမပွင့်ထွန်းသေးရင်နတ်ပြည်၆ထပ်မှာပုံစံစံရတယ်တဲ့တရဏဂုံပြေကုန်ကြီးမကောင်းဘူးလားအပေပြန်ကြတယ်ကြီးသေးလားအဲ့တော့ဒီဘဝလေးနဲ့အပေမကြရအောင်မလုပ်နိုင်ဘူးလားလူအခွင့်ရေးရပေးတယ်မနုဿတ္တပါရောဒုံလည်းဘောရပေးတော့လူအခွင့်ရေးကိုရအောင်ယူကြပါသဘောပေါက်လားကြည့်ကြဆိုရင်သာလူသမီးတို့ဘဝအဆက်ဆက်တန်ကြရာအဆက်ဆက်ကနော်ကာယကံဝစီကံမနောကံလေးမရှိဘူးလားရှိပါဘူးဗျာမတောင်းမှန်နေဘူးလားတောင်းမှန်နေပါလေခဲတောင်းမှန်ရင်လည်းအုပ်ကြီးဘုံဘုံချပေးမယ်လိုက်ကြည့်ကြလိုက်ဆုံးမယ်ဘုရားတရားတန်ခါယရဏမြတ်သုံးပါးကိုဥဒိတာ၍ဘုရားတပည့်တော်တို့သည်ဘဝအသက်သက်သံဃာသက်သက်မှာယနေ့ယခုအချိန်အတိဤသူကြီးမားကြကုန်သောဤသူရှင်များခေမုန်ကြီးစေပါအပေါ်၌မတိမလိမ္မာ၍ကာယကံဝစီကံမနောကံတို့ဖြင့်ဒီမှာကျူလုံးခဲ့မိသည်ရှိသောထိုအပြည့်တို့ကိုကြောက်ပါစေခြင်းအကျိုးငါဘုရားယရဏတရားယရဏသံဃာယရဏ
မိအပယရနာဆရာသမားယရနာဤဟူသောအနန္တောနန္ဒာငါးပါးတို့အားဥပိ္မာထား၍လက်အုပ်ကြည်မို့ချက်ကိုယ်လည်းရဲ့တောင်းမှန်ဝင်ကြဘယ်တော့ပါဤအရှင်ဘုရားဘယ်တော့ရသောကုသိုလ်ကံစေတနာတို့ကြောင့်အပေလေးပါကသုံးပါယတိရှိပါယလူမျိုး၅ပါးဝိပဿနာတရား၄ပါးယတနာတရား၅ပါးအနာအမျိုး96ပါးလူမှာအကာကတေကိလို့ငြိမ့်ပြီးကြည်၍သံတရားမေတ္တရားဘုဒ္ဓတရားနိဗ္ဗာန်ချမ်းသာတရားတော်မြတ်ကိုရပါလို့အရှင်ဘုရားတရားသံဃာယရနာမြတ်သုံးပါးဟုဒေတာ၍ယခုကဲ့သို့မိမိတို့၏အပြစ်တို့ကိုလက်အုပ်ကြည်မို့ချက်ဖို့လည်းရဲ့တောင်းမှန်ဝင်ကြပြတော်ကြရသောကုသိုလ်ကံစေတနာတကုဒီသောအနုဘောတော်တို့ကြောင့်သာဓုသမီးတို့၏လိုလားအပ်သောတောင်းကြအပ်သောသူသူသူမြတ်တို့သည်တလုံးတဝါတိပြည့်စုံကြပါစေကုန်သတည်းကဲသာဓုသမီးတို့အခုလိုလာရောက်ပြီးဘုံဘုံကြီးကိုတရားနာလာကြတော့မယ်ဆိုရင်သာဓုသမီးတို့ရဲ့အိမ်တွင်းအိမ်ကြီးခြံတွင်းခြံကြီးမှာအနိအနာပတ်ဝန်းကျင်မှာသာဓုသမီးတို့ရဲ့အဖဆိုင်ရာတွေအမိဆိုင်ရာတွေရှိမနေနိုင်ဘူးလားရှိနေနိုင်ပါတယ်ဗျာသူတို့ကလည်းသိတယ်ဘုံဘုံကြီးသွားပြီဆိုရင်တော့တို့တွေသာဓုပေါ်သွားတော့မယ်ဆိုတာသိတယ်အဲ့ဒီတော့ကိုယ့်ရဲ့ကျေးဇူးရှင်တွေကဘယ်ဘဝရောက်နေနေဥပမာတိရိစ္ဆာန်ခွေးဘဝရောက်နေတာတော့မရှိခိုးနိုင်ဘူးလားရှိခိုးနိုင်ပါရဲ့ဗျာနော်ကိုယ့်ကိုရှားပွေကျွေးမွေးခဲ့တဲ့မိဘတွေကိုယ့်ရဲ့ကျေးဇူးရှင်တွေနော်ကိုယ့်ကိုနော်အကူကြီးတော့အဖအရာဆောင်းကြောက်ခဲ့တဲ့လူတွေအမကြီးတော့အမိအရာကျွေးမွေးဆောင်းကြောက်ခဲ့တဲ့လူတွေဟာနော်ကိုယ့်အပေါ်ပေါင်းသိလို့တဲ့စိတ်နဲ့သူတို့လုပ်ခဲ့တဲ့အမှုတို့ကြောင့်မတော်တဆတိရိစ္ဆာန်ဖြစ်သွားရင်တော့ကိုယ့်ရဲ့ကျေးဇူးရှင်ဖြစ်တဲ့အတွက်မရှိဘူးနိုင်ဘူးလားရှိဘူးနိုင်ပါဘူးရှိဘူးနိုင်လို့လေမြတ်စွာဘုရားကခင်မွန်းကြီး10ပါးရှိဘူးပူဇော်ဖို့အတွက်ဂါထာတော်လေးကိုဟောကြားခဲ့တာသဘောပေါက်လားအဲ့တော့သာဓုသမီးတို့နဲ့အတူလိုက်လာတဲ့ကျေးဇူးရှင်တွေဟာနော်သာဓုသမီးတို့ကကိုကျေးဇူးရှင်မှန်သိပြီးတော့ဘုဒ္ဓပစ္စေကဘုဒ္ဓသာဆိုတဲ့မြတ်စွာဘုရားဟောကြားတဲ့ဂါထာတော်လေးနဲ့သူတို့ကိုရှ िख ိုးပူဇော်လိုက်ရင်သူတို့စိတ်ထဲမကျေနပ်ဘူးလားအဲ့ဒီလိုကျေနပ်နေတဲ့ပြီးဝမ်းမြောက်သွားတော့မှသာဓုသမီးတို့သူကတန်းတာလေးကိုအမြလဲဆိုတော့အားရပါရသာဓုတော်ပြီးကျွတ်သွားရင်မကောင်းဘူးလားအေးအဲ့ဒီအတွက်ကိုတို့ခင်မွန်းကြီး10ပါးရှ िख ိုးကြရအောင်နော်ဘုဒ္ဓပစ္စေကဘုဒ္ဓသာဧတေဟာဧကသာဝေကမာတာပိတုကယုတတ္တဓမ္မနေတကာသဒါယေကာဣမေတတမဟာကုဏေအဟံဝတ္တမိတတ္တေကာဘုဒ္ဓသာသစ္စာတိပါတရားသိမြင်ဘုရားရှင်ကို၎င်းပစ္စေကဘုဒ္ဓသာကိုယ်တိုင်သစ္စာသိပြီးပါလေဟောကံမပြတိကြရသောပစ္စေကဘုရားတို့ကို၎င်းအရဟသာအာသောဘုံတန်
သာဝကတို့ကိုလည်းကောင်းမာတာစာကိုလာလွေရစေရာဘွားကအစာစေတို့ကြောပေဝေဒီမိခင်ကျေးဇူးရှင်ကိုလည်းကောင်းပြီးသူသာလူလာပြောင်းအောင်လှဆောင်ကျွေးမွေးရှားမွေးပြီးကျွေးသည်ပါခင်ကျေးဇူးရှင်ကိုလည်းကောင်းဘယ်သူသာချမ်းသာရန်တွေ့ပညာပေးတဲ့ပြင်အလေးအမြတ်လုံးပြုအပ်သောဆရာတခင်ကျေးဇူးရှင်ကိုလည်းကောင်းတတ္တာသာနေမာစီကြညိုကြောင့်ကြလေရဲ့ဆုံးမပေတဲ့ဆရာမြတ်တို့ကိုလည်းကောင်းဓမ္မဒေသကာသာတန်မြာစကံတော်ရလန်၌ပြမန်ကြီးရန်ဤတန်ညွန်ကြမမောင်မာရအောင်တရားတော်မြတ်ဟောတတ်သူကိုလည်းကောင်းဒါရဲ့ကာသာစာရေးနေမနောင်နေရအောင်ပြေကံကဲဘုသောကျေးဇူးရှင်တို့ကိုလည်းကောင်းဤမေတ္တာမဟာကုနေကျေးဇူးစုဘောသမကောသည်ကိုအေမင်းပြုဤစေဟူသောကျေးဇူးရှင်တို့ကိုအယနုတ်သည်သဗ္ဗကနေညမပြအจิตတေဝနာမိကျေးဇူးရှင်မေစိတ်စိတ်တွေ့လေမြတ်လေးကြည်ယုံသရာအောင်ဖြင့်လက်ဆုံးကြည်မို့ပြမွေကျိုး၍ချက်ကိုပါဤအရှင်ဘုရားသာဓုသာဓုသာဓုပါဘုရားကဲကိုကအခုလူမိမိတို့ရဲ့အဘပဲတရားကြည်သူရှင်များမိပဲတရားကြည်သူရှင်များပင်မွန်ကြီး10ပါးကိုဗိမာန်တကာပြုလာခဲ့တယ်ပြုလာပြီးတော့နော်တောင်းမှန်လဲတောင်းမှန်ဝင်ကြပဲတော့ကြတယ်အခုလဲရှင်းဖို့ပူတော်ကြတယ်ဆိုတော့သူတို့ယင်ထဲမှာပြည့်နေတဲ့ပီတိကိုခံမှန်းကြည့်လိုက်ကြပါအယံကိုဝင်းမြောက်ဝင်းသာဖြစ်ကြတယ်အဲ့ဒီလိုသူတို့ဝင်းမြောက်နေတော့မှသာရုသမီးတို့ကိုတတ်နိုင်သမျှလေးကုသိုလ်၅ပါးရဲ့အတွက်ဆိုပြီးတော့သူတို့အတွက်တူတန်းပေးလိုက်ရင်မကောင်းဘူးလားအဲ့တော့နေတာများတာမဟုတ်ဘူးကိုတူတန်းဖို့ရည်ရွယ်ထားတာလေးကိုလက်ကနေကိုင်းပြီးလိုက်ဆိုရမယ်အရှင်ဘုရားဘုရားတပည့်တော်တို့သည်ကျေးဇူးကြီးမားကြကုန်သောအဖဘဲထိုင်ရာကျေးဇူးရှင်များအမိဘဲထိုင်ရာကျေးဇူးရှင်များဆရာသခင်ကျေးဇူးရှင်များကျလောက်သားမှုကျေးဇူးရှင်များအလုံးတို့ကိုကျေးဇူးသတ်တော်အားဖြင့်တပည့်တော်တို့သည်ရာပွေရရှိသောဝိနည်းသာတို့မှအရှင်ဘုရားဤပြုလုပ်ဆောင်ရွယ်ပြီးသောကုသိုလ်၅မျိုးပရိဒါပင်တို့တွင်ဟဲ့ဝေလူတိုင်း၍ကျေးဇူးသတ်ပါသည်ဘုရားအရှင်ဘုရားသည်တပည့်တော်တို့ဤအတုဒါနကိုအကျိုးများစေရန်အတွက်ချက်ချင်းလည်းငင်းကျလအတွင်းအသုံးပြု၍ပြီးတော်မူပါဘုရားသံဃတ္တဒီမပါဘုရားသံဃာတော်မြတ်တို့ဤဂုဏ်တော်ကျေးဇူးတော်တို့ကိုဤသူလျက်သူရန်ရပါသော
ကုသိုလ်ကောင်းမှုသည်နိဗ္ဗာန်တနိဗ္ဗာန်ရောက်ကြောင်းဘောဓိညာဏတဘောဓိဉာဏ်ဖြစ်သောသစ္စာလေးပါးကိုသိရသည်ကြောင့်ပစ္စယောအာကြီးသောအင်အားကောင်းသောအထောက်အပံ့ကောင်းသည်ဟောတုစင်စစ်မသွေဖြစ်ရပါလူဤအရှင်ဘုရားဘုရားတရားတန်ခါယရဏမြတ်သုံးပါးဟုဒိဋ္ဌာယယခုပေတို့မိမိတို့၏ကျွေးနေတာတို့ဖြင့်ကျေးဇူးရှင်အပေါင်းတို့အားကုသိုလ်၅ပါးလူရန်၍ကျေးဇူးဆက်ကြသောဤသာသနိယရဏတို့သည်ယနေ့မှစ၍ပေး၍မကုန်လူ၍မခန့်ဘရုံမှကျွေးကြပန်းပဲ့တို့ပွင့်လန်းနိုင်ကြပါစေကုန်သတည်းညတော့မှဆိုရင်အဲ့ဒီလိုတူပြီးတာနဲ့ကြောင်ဝင်လာကြတာသူကျေးဇူးတင်လို့ပြောကြလို့ညွှန်ကြလို့သူတို့တော့တူပြီးတယ်ဆိုပြီးနော်အဲ့ဒီလိုဝင်လာတဲ့အချိန်မှာအညာလဲဝေလဲပြီးရောနော်ပြုတ်ပြီးတော့ထွက်သွားကြတယ်ကောင်းသွားကြတယ်သဘောပေါက်လားအဲ့တော့နော်သာလူသမီးတို့အတွက်အခုလိုက်ပါလာတဲ့သူတွေသူတို့ဝင်းမြောက်ဝင်းသာဖြစ်နေတဲ့အချိန်မှာအားရပါရအမြဆိုရင်မကောင်းဘူးလားကောင်းပါတယ်ဗျာကဲအမြဝေကြရအောင်ဘုရားတရားတန်ခါယရဏမြတ်သုံးပါးကိုဘုဒ္ဓတာ၍ဘုရားတမီးတော်တို့သည်ကျေးဇူးကြီးမားကြကုန်သောအဘဝေဆိုင်ရာအမိဝေဆိုင်ရာကျေးဇူးရှင်များဆရာသခင်ကျေးဇူးရှင်များအလုံးသားမှုကျေးဇူးရှင်များအလုံးတို့ကိုကျေးဇူး၍တတိတော်တို့ဤနေ့စဉ်နေ့တိုင်းလာပင်လာတိုင်းနေ့စဉ်နေ့တိုင်းတတ်နိုင်ပြီးပဲမှာပြုလုပ်ခဲ့ပြီးသမျှသောဒါနကုသိုလ်ဆောင်သိမ်းခဲ့ရသောသီလကုသိုလ်ပွားများအားထုတ်ခဲ့သောမေတ္တာဘာဝနာကုသိုလ်ဤကုသိုလ်ကောင်းမှုအလုံးတို့ဤအခုအတုတို့ကိုကျေးဇူးကြီးမားကြကုန်သောကျေးဇူးရှင်မှန်သမျှတို့အားအမြတ်မေတ္တာပြေဝီငါပါကုန်၏ဟိတ်သိမ်းဆောင်ကြောက်ပေးကြကုန်သောဥသောနတ်များအိမ်သောနတ်များခြံသောနတ်များရွာသောနတ်များမြို့သောနတ်များနေသောနတ်များရပ်ကွက်သောနတ်များတိုင်းသောနတ်များပြည်နယ်သောနတ်များနိုင်ငံသောနတ်များအလုံးတို့ကိုလည်းအမြတ်မေတ္တာပေးဝေငါပါကုန်၏မြေချောင်းအင်းအိုင်ပင်လေကမုတ်တရားတို့ကိုစောင့်ကြောက်ပိုင်ဆိုင်သောနတ်မင်းများစွာနတ်ဒီဝါတို့ကိုလည်းကျေးဇူးသာတော်အားဖြင့်အမြတ်မေတ္တာပေးဝေငါပါကုန်၏အကျွန်ုပ်တို့ဤသာသုံးနေကြသောကောက်ွယ်သီးနှံခံရည်သဘာဝွေမြဲပြပြတို့ကိုစောင့်ကြောက်ပိုင်ဆိုင်သောနတ်မင်းများစွာန
တုကုလေဤသူသတ္တောအပြင်အမြတ်မြေတာဝိဝိငါဘာဂုံဤဤသောင်းနာဤသောင်းနာဤသောင်းနာမူနတ္တာနိနတ္တာလနတ္တာလကပလောကုံမံယက္ခကန္တပသာသောနမိညာစွာနတ္တိဝါဒုကုလေဤသူသတ္တောအပြင်မနာလိုမဖြစ်အောင်လိုပါဝိဝိငါဘာဂုံဤယုတ်ကတုမြဘုံကတုမြအာကာကတုမြကိုင်းပိုင်ကြီးမြကျောပိုင်ကြီးမြအာလုံးတို့ကိုလည်းဤသူသတ္တောအပြင်အမြတ်မြေတာဝိဝိငါဘာဂုံဤအတွင်း39မင်းအပြင်39မင်းအယံ39မင်းအသာရှိကုန်သော130ပါးသောနမင်းများစွာနတ္တိဝါဒုကိုလည်းအမြတ်မြေတာဝိဝိငါဘာဂုံဤတိုက်ထုတ်ဘုရောကြီးများတိုက်ထုတ်မေတော်ကြီးများတိုက်ထုတ်တိုက်ဆောင်များတိုက်နိုင်ရှင်များအသာရှိကုန်သောကိုသိကိုတန်ကိုတောင်ကိုတောင်ကိုရ90ကုန်သောတိုက်နိုင်ရှင်များအာလုံးတို့ကိုလည်းဤသူသတ္တောအပြင်အမြတ်မြေတာဝိဝိငါဘာဂုံဤနတ်တို့တန်နေတရားမင်းနှင့်တကွာလက်အောင်နေတာနမင်းများစွာနတ္တိဝါဒုကိုလည်းဤသူသတ္တောအပြင်အမြတ်မြေတာဝိဝိငါဘာဂုံဤငရဲတနေ့ဓမ္မမင်းနှင့်တကွာအပေသူအပေသားအာလုံးတို့ကိုလည်းအမြတ်မြေတာဝိဝိငါဘာဂုံဤအကျုံးမလို့သောပုဂ္ဂိုလ်အပေါင်းပြုလို့ချင်ကြသောဝိနည်းယဒုက္ခိတာသတ္တဝါပေါင်းတို့အားအကျဉ်းတို့နှင့်အတူတကွာအတူထမ်းများကုသိုလ်ပေါင်းမှုရကြပေရန်အမြတ်ပေးဝေပါကုန်၏အမြတ်ယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုပါဗျာအမြတ်ယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုပါဗျာအမြတ်ယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုပါဗျာဒု
တော်မူကြပါကုန်လောသာဓုသာဓုသာဓုပါဗျာအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုပါဗျာတတိယံပိအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုပါဗျာအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုပါဗျာအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုပါဗျာဝမ်းမြောက်ဝမ်းသာသာဓုအနုမောဒနာပြုကြဘုံတော်သူနဲ့ပြမတတ္တဝါအပေါင်းသွေတဲ့မြို့တဲ့ဘဝတဲ့ပဋ္ဌာန်းတဲ့ပါရမီတဲ့လူနဲ့တကွာယခုကဲ့သို့လူရန်၍ကျေးဇူးဆက်ကြဘုံသောအမှုရှင်ဒါယကမများအပေါင်းတို့သည်ယနေ့မှစ၍ဝေသူယံသူအန္တရေသူဂျူသူဇမသူယောဂဝေဒနာသူတို့မှာအကာကသိပြင်းလို့ငြိမ့်ကြပြီးအိဋ္ဌာတယလူတိုင်းကြ၍ရနိုင်ကြဘုံသောသာကောင်းယေရနာသမီးကောင်းယေရနာပုဂ္ဂိုလ်သူပုဂ္ဂိုလ်များသူတော်ကောင်းသူများကောင်းသူဖြစ်ကြပါစေကုန်သတည်းသာဓုပါဗျာကဲသာဓုသမီးတို့ကိုတခုမှာခြင်းနဲ့သာသနာပြုခြင်းနဲ့ဆိုရင်လေမသိသေးတဲ့သူကိုသိအောင်မတတ်သေးတဲ့သူကိုတတ်အောင်နော်မဆိုတတ်တဲ့သူကိုဆိုတတ်အောင်သင်ပေးတာလေနော်မရသေးတဲ့သူကိုရအောင်သင်ပေးတာတွေကအဲ့ဒါသာသနာပြုတာပါဘုရားကြိုက်တဲ့သာသနာပြုခြင်းဘုရားကြီးတယ်မှသာသနာပြုတာမဟုတ်ဘူးသဘောပေါက်လားအဲ့တော့ကိုတတ်နိုင်ကြများလေအခုနော်ခင်မုန်းကြီးတယ်ပါဘုရားချက်ပူဇာရောကလေးတွေနော်အဲ့ဒါလေးတွေကိုသာဓုသမီးတို့ကိုနိုင်ကြများ3ရွက်4ရွက်10ရွက်15ရွက်နော်ဘိက္ခုတိုင်းမှာသွားပူလိုက်ပါပူပြီးတော့ဒီမှာလေးလာတဲ့အခါကျတော့ကုမိတရားလေးပြန်ဝင်တွေးလိုက်တစ်ခါလာ10ရွက်ပေါ့အရွက်တရားတစ်တောင်တစ်နေ့လောက်ပဲကြာတော့သာသနာပြန်ပွားတော့သဘောပေါက်လားနော်အဲ့ဒီတော့နော်တောင်းပန်ဝင်ကြပဲတော့ဒါလေးအဲ့ဒါလေးတွေနဲ့အပြင်မှာအခုဘုံဘုံဟောတဲ့တရားလေးတွေကိုတတ်နိုင်ကြများပန်းပြီးတော့အတန်လေးတွေပန်းပြီးကိုယ်အိမ်မှာလည်းကိုနာကိုယ်တငယ်ချင်းတွေမိတ်ဆွေတငါလေးတွေလည်းအဲ့ဒါလေးနားကြည့်ကြမှာဟုတ်လားအဲ့တော့မှားနေတာတွေမှန်သွားရင်သာသနာပြုတာပဲသဘောပေါက်လားနော်သီလမဆောင်ထိန်နိုင်တဲ့သူဆောင်ထိန်တတ်သွားရင်အဲ့ဒါသာသနာပြုတာပဲသရဏဂုံမသိတဲ့သူသိအောင်ပြောပြလိုက်ရင်သာသနာပြုတာပဲနော်ဘယ်နှခေါက်ပြောရမလဲဆိုရင်အနည်းဆုံးသက်စီလေးတော့ရွတ်ဆိုတာနဲ့သူ့သက်စီရွတ်တတ်သွားပြီဆိုရင်သာသနာပြုတာပဲသဘောပေါက်လားနောက်ပြီးတော့သာသနာအနွယ်ဝင်နေဖြစ်တဲ့ယဟန်နေသံဃာတွေကိုရင်နေသီလရှင်နေပြီနော်ဘုန်းကဘုံဘုံဟောလိုက်တယ်လို့ပဲကိုယ်တကားတကမကိုယ်ကိုထူထမ်းကြတဲ့စေတနာတရားတရားထက်သန်ကြတဲ့အထုရှင်တကားတကမကိုအကျိုးများအောင်ကုသိုလ်၅ပါးလေးကိုလုပ်ပြကြပါဟုတ်လားအဲ့တော့ကိုယ်ကိုယ်တိုင်မလုပ်နိုင်တော့ဘုံဘုံထဲလာရောထဲလိုက်နော်အဲ့ဒါဆိုရင်အစဉ်ပြေတော့အဲ့တော့မေးမယ်ဒီလိုတို့ဘယ်လောက်ထဲရမှာလဲနော်သဘောပေါက်လားအဲ့ဒီတော့အလှရှင်တွေကတော့ကိုရှာလို့ကိုလို့ရတဲ့အထေကနေပြီး30ညက်ရင်တရားတူပါ10ဘုတ်တဘုတ်တူပေးပါအမြတ်ကိုပြောတာနော်အရင်ဖယ်လိုက်နော်ဒီပစ္စည်းကိုရောင်းလိုက်လို့30ညက်မယ်ဆိုရင်တရားဖယ်ထားလိုက်ဟုတ်လား
နေရာမြတ်မယ်ဆိုရင်30ပဲထည့်ထားလိုက်အဲ့ဒီလိုတစ်နေ့နဲ့တလားလေးပြည်သွားတော့အဲ့ဒီလိုအမြတ်ကလေးတွေထည့်ထားရင်းနဲ့ဟောဒီမှာသူ့ဘူးဖြစ်သွားတော့ဟုတ်လားနော်3000လေးရရင်ရမယ်1000လေးရရင်ရမယ်900လေးအဲ့ဒါဒီနော်အကုန်ဆောင်လိုက်တာအာသနာအထောက်ဘယ်တော့မှဘယ်သူမှမသိသိနိုင်ရန်သူမျိုး၅ပါးမဖြစ်သိနိုင်တာအာသနာအထောက်သဘောပေါက်လားဒီနေ့ဒီဝိသာတော့စားရင်30သားတော့သုံးပြေမှာဟောမဆိုရင်အစပုံးမြိုက်ပဲဘိုးချုပ်ပြီးတော့ဟုတ်လားအဲ့ကွာဆိုနေတယ်သဘောပေါက်လားအဲ့ဒီလိုနော်အလူရှင်တွေကတော့ပူရှာလူရတဲ့ထဲက30ခုတရားဟုတ်လားကိုယ်ပိုင်ကိုတရားပေါက်လို့2ကြက်ခဲ့လေရတယ်3ကြက်ခဲ့လေရတယ်ဒါပေမဲ့ပုံမှန်ထည့်ရမှာက1ကြက်တော့အနည်းဆုံးထည့်ရမယ်နော်အဲ့တော့ဒီနေ့ကိုနော်စားကျင်နိုင်စားပြီးတော့နှစ်ခါဝေးသွားတဲ့သူကတစ်ခါပဲသွားရင်နည်းနည်းတော့ဤစတိကုသတိရောက်ဖြစ်မှာပဲဟုတ်လားဟောနှစ်ခါလောက်သွားလိုက်ပြီးချောင်းသွားရင်တော့စားကျင်တာကအစပုံးမရိုက်တော့သဘောပေါက်လားဝိထုတ်တာရင်ဝေဒနာဖြစ်တတ်တယ်သဘောပေါက်လားအဲ့တော့30ရရင်တရားကိုကလက်ကြလူငယ်3ကြလူငယ်ကိုယ်စေတနာတက်လာတာကိုအကျိုးပဲကိုရမယ်အကျိုးပဲဟုတ်လားဘုန်းတော်ကလူသာသနာအလွယ်ဝင်တွေကကိုယ်စီကိုလာရောက်ထူထမ်းပြီဆိုလို့ရှိရင်30ထူလိုက်တာနဲ့လက်ကြကြည့်ပေးလိုက်ပါသဘောပေါက်လားနော်30ရရင်လက်ကြကြည့်ပေးလိုက်တရားကကိုယ်အတွက်ကိုလူကတရားကအမှုကျင်အတွက်သဘောပေါက်လားပြန်တဲ့ရှိကြကိုသာသနာ့အနွယ်ဝင်ကြီးနော်ကိုလူတာတော့သဘောပေါက်လားအဲ့ဒီလောက်တော့လူပြီးမှကိုယ်လူတဲ့အခါဒီဆရာလေးကိုလူလိုက်တာသူအဆင်ပြေတယ်ဟုတ်လားဒီဆရာလေးလာပြီးတော့တို့အိမ်ကြီးမှာအလူခံနိုင်ထည့်လိုက်လို့ရှိရင်အယောဝယ်ကောင်းတာပဲဒီဆရာလေးထိုင်ပြရောက်လာရင်အဆင်ပြေတယ်ဖြစ်လာပြီပဲသဘောပေါက်လားနော်လူတွေဆုံးတွေ့တွေ့နေတာကိုလိုတွေကြောင်းနေတာဒါပေမဲ့ဒီကိုလိုလာပြီးသုံးသပ်လိုက်တာနဲ့တို့တွေအယောင်းဝယ်ကောင်းတယ်စီးပွားတွေတက်လာတယ်ဆိုတာအဲ့ဒီအကျိုးတွေပဲပြန်လုပ်ပြရတယ်အကျိုးရှင်တွေအတွက်သဘောပေါက်လားလူလာကိုအကုန်မသားနဲ့နော်ဒါကြောင့်မို့ကိုယ်တိုင်သူကြည့်ပါသူပြီးတော့ဘုံဘုံယူနိုင်တယ်လို့လူနိုင်ရင်လူနိုင်ဘုံဘုံကတော့အကုန်လူတာဆိုတော့သိမောင်းများစွာပေါ့ဟုတ်လားသာလူသမီးတို့ကကိုယ့်ရဲ့ကြောင်းတဲ့ကိစ္စနော်ဥမာရှိတဲ့ဝေယဝိသပိဿာတွေရှိနေတော့30ရရင်နှစ်ကြတော့တရားကဘုရားအတွက်တရားကအလူရှင်အတွက်အဲ့ဒါဆိုရင်ကိုယ်လည်းအကျိုးရှိအလူရှင်လည်းအကျိုးရှိသွားရင်ကိုယ်ကိုလူပါတာပြီးအလူရှင်မှာတိုးတက်လာလိမ့်မယ်သဘောပေါက်လားဒါကြောင့်သာသနာအနွယ်ဝင်ဒီဘုံဘုံအကြံပေးနေတယ်အကယ်၍ညကိုယ်ပိုင်ကိုဟုတ်လားယူရတာနဲနေလို့အားမရဘူးဘုံဘုံထဲလာတယ်ဒုတိယမင်းပြည့်သွားရင်အလူရှင်တွေကိုပြီးအောင်မြင်သွားလိမ့်ဘုံဘုံကြီးကိုတိုက်ရိုက်မလာနိုင်ပေမဲ့နော်သာသနာအနွယ်ဝင်တွေကနေတစ်ဆင့်တူးပေးလိုက်ရင်ဘုံမကောင်းဘူးလားနော်အဲ့တော့သာသနာအနွယ်ဝင်တွေလည်းစားတတ်အောင်သုံးတတ်အောင်နဲ့ပြီးတော့အပေတကားပြေးအောင်လုပ်ပြီးနေတာဘုံဘုံကသဘောပေါက်လားအခုကိစ္စကဒီလောကကြီးမှာဖြစ်နေတဲ့နော်တဘာဝပေးတယ်နေမရှိဘူးလားရှိပါတယ်ဗျာနဲ့ပြီးတော့အသုံးမမရှိဘူးလားရှိပါတယ်ဗျာရန်သူမျိုး၅ပါးအောင်မရှိဘူးလားရှိပါတယ်အဲ့ဒီဓာတွေကဘာဖြစ်လို့ဖြစ်တာလဲဆိုတော့လူတွေမှာပူခြင်းတာတရားကောင်းပါလို့တဘာဝလောကကြီးကလည်းမခံနိုင်တော့ဘူးမဟာပထဝီမြေကြီးကလည်းမခံနိုင်တော့ဘူးဓာတ်ကြီး၄ပါးကလည်းမခံနိုင်တော့ဘူးဒေါသတွေပြည့်ပြီးအောက်ပြန်ပြည့်စည်ကြတာနော်စကားတွေထုတ်လို့မဟုတ်ဘူးနော်လက်တွေတောင်းကြလို့မဟုတ်ဘူးနော်မဟာပထဝီမြေကြီးကလူတွေရဲ့ပူခြင်းတာတရားကောင်းပါတာမခံနိုင်တာသဘောပေါက်လားအဲ့ဒါသူများတို့ချာပြီးလက်ညှိုးတွေတိုးပြီးတော့နော်အပြစ်မတင်နဲ့ကိုယ့်အပြစ်ကိုချာပြီးကိုယ်မှာပူခြင်းတာတရားရှိအောင်နေကြနော်ကိုယ်မှာသရဏဂုံရှိအောင်နေကြကိုယ့်ကိုယ်ပြင်နိုင်ရင်အမြတ်ဆုံးပဲသူများကိုလက်ညှိုးတိုးပြီးအပြစ်တင်နေရင်အပိတ်ကြသွားလိမ့်မယ်သဘောပေါက်လားတရားကျင်မှာတော့သူများကိုလက်ညှိုးတိုးဆွဲတာကြိုက်တာကိုယ့်ကိုယ်ပြင်တာကြိုက်တာကိုယ်ပြင်တာကြိုက်ပါတယ်အဲ့တော့ကိုယ့်အပြစ်သာပူချပါလို့ဘုရားကမဟုတ်ဘူးလား
ရှားပြီးရင်ဘာလုပ်ရမလဲပြုပြင်ရမယ်တောင်းမှန်သိရင်တောင်းမှန်ရမယ်ဝင်ချသိရင်ဝင်ချရမယ်ကြောသိရင်ကြောရမှာဒါပြုတ်လုပ်ပြီးသဘောပါလားအဲ့တော့သူများကိုလက်ပြီးတော့အာထုသမီးတို့ကိုတရားမင်းပြောတာလေးပြောပြအောင်အရှင်ဘုရားအရှင်ဘုရားကိုကြည်ညိုတဲ့သူလေးသားတဲ့သူအားကိုးတဲ့သူတွေကိုမဆဲပါစေနဲ့ဗျာဘာဖြစ်လို့လဲဆဲရင်ဆင်းရဲလုံးဝကြီးလို့ပါများများဆဲရင်ဆဲရင်နဲ့ဆင်းရဲဖို့အဲ့ဒီဆင်းရဲမှုကိုဘယ်နဲ့မှမကယ်နိုင်ဘူးဘာဖြစ်လို့လဲသူ့ဝစီကံကသူ့ရဲ့စုတောင်းခြင်းလို့သဘောပေါက်လားအကယ်၍များကိုယ့်တဲ့ဘုံကံကြီးမားတဲ့သူမြင့်တဲ့သူတော့ဘုံကျေးဇူးကြီးမားတဲ့သူကုသိုလ်ကြီးတဲ့သူကိုများတွားဆဲမရင်ကိုယ်ကတည်းကရနိုင်မှာမဟုတ်တော့ဖြစ်ရပါတိုင်းဒီလိုတန်နေလေသဘောပေါက်လားဒါကြောင့်မဆဲကြပါနဲ့ဝစီကံတိတ်တော့ကောင်းတယ်နော်ဝစီကံတစ်ချက်ကိုဘဝတရားတဲ့နော်ညုံညာညုံကြီးဝစီကံနဲ့အေးကွာဆိုရင်တော့ပြီးပြီတဲ့ဘဝတသိတို့ရတာမလို့ဘူးဆက်ရမှာတော့အဲ့ဒီဆက်နေတဲ့ဘဝအပေကတော့ပါအပေမှာရေးစားသဘောပေါက်လားအဲ့တော့မလုပ်ကြနေဘူးနော်တရဏဂုံရုပ်ပြီးကိုရင်းသာတရားနော်ခြေလေးကြောင်းနေချောင်းပြီးကိုတတ်နိုင်တယ်ပြီးချောင်းကြပြီဆိုရင်ဘုရားသူထိတ်မှာနော်မသေးကြပါဘူးကောင်းတဲ့စကားကပြောတယ်ဟုတ်လားအတိတ်ကိုဘလို့တိုက်လိုက်တယ်ဒီနာသွားတယ်တတ်တာသွားတယ်အာဆိုလည်းဝိတော်အဲ့နာသွားတာမနာဘူးကိုယ်ဝိသိကကိုယ်တိုင်းတယ်အဲ့ဒီနာလည်းကြောက်လို့ပေါ့နောက်တာမနာတော့မလီရဲ့ကိုတတ်တာသွားတော့မလီဒုက္ခတော့ရောက်ပြီဒီဒုက္ခရောက်တယ်လိုက်ပြီးတော့တော့တာပဲအမိအပြီးလေးတော့တော့ကိုယ်ဝိသိကကိုယ်ရဲ့လိုက်တော့သူ့တောင်းတယ်ဟုတ်လားနော်အဲ့နာတော့လားမနာပါဘူးနည်းနည်းလေးပါကိုယ်ကတော့တရဏဂုံလေးနဲ့တာပြီးကိုယ်ကတော့ဘုရားတို့ဒီတရဏဂုံရုပ်ပြီးပြတာလေကိုယ်သိတယ်နော်ဘုံကိုယ်တဲ့တာယုံနေမှန်သမျှကိုအဲ့ဒီကိုယ်တိတ်မှန်ဆိုတာဘာမှမဟုတ်တရဏဂုံလေးကိုယ်ပြတာပြီးတရဏဂုံပြောလိုက်တယ်လေလေပြောလိုက်တော့သမတ်တော့နော်အဲ့ဒီဘုံနဲ့ယုံလာတဲ့ခုကြီးဘုံတို့မှန်တယ်ပြီးပဲတော့အဲ့ဒီဥစ္စာကြီးမှာတခါလေမူပြီးများထိုင်ကြမောင်းလာတယ်လားသူရဘန်ကာကြီးကားရတဲ့အားကြီးတိုက်ရတယ်ဒီကနေပြီးတော့တွေ့ဒီလိုကြီးအဖတ်ကြီးလာဘုံသူပြတာဟာသူဒီကတော့အနည်းကလူရအစေယုံရလဲဝေးသေးတယ်ဘလို့လို့လိုက်ဖို့မလဲဘာဖြစ်တယ်လဲညာဖြစ်တယ်လဲဒါသူတွေ့တဲ့တော့မှလဲဆိုလဲသူတော့ဘုံလည်းကားပေါ်နေကြတယ်စိတ်နဲ့ကြည့်တော့အာသူရခဏလေးနဲ့အိုင်ရလာအဲ့ဒါနဲ့တကယ်အဲ့ဒါကြံကတာဘုံကြံကတာဘုံနဲ့တိုက်ရတယ်ဒီကရဏဂုံရုပ်တယ်ပြီးတော့ကဲသူ့သုသာတွေဘာမှမပါဘူးလားဟုတ်ဘယ်ရောက်လာတယ်ဆိုတာရတယ်သူ့သူကြီးတယ်ပြီးတော့အဲ့ဒါနဲ့ပါတန်ပါပြီးလည်းပြီးတော့အပေါ်နေပုတ်ပြီးတော့ကရဏဂုံကိုယ်ဟောပဲရုပ်ပြီးတော့တိုက်ကြပြီနောက်တစ်သူပြတိကမတော်တော့ဘူးသိပြီးတော့သွားအဲ့တော့မှသူမောက်သွားတဲ့ဆိုင်ကပေါ်မှာနောက်ကနေထိုင်ပြီးတော့ကြည့်ရတဲ့ကမောင်းပြီးတော့သိနေလိုက်ကိုလေးတော့လေးတော့ဒီလောက်ဖြစ်တာသူရဒီလောက်ကိုတော့တလားပြောတယ်ဘုရားဆရာတော်ကြီးကဘာလုပ်ပြီးတာသူသိသွားတာမူလီတော်လိုက်တာနှုတ်တာသိရုံတော့ဒီတွေးတော်လုံးပြီးတော့ဒုက္ခရောက်တာပြောတယ်ဒီကနေ့ဒီဘုပုံကြီးအဖတ်ကြီးလာတော့ပြုတ်တယ်မလို့တန်လာကြီးပါလာတော့အဲ့ဒါကြီးပြန်တာပြီးပြီးတော့လောက်ပါနော်လောက်ပါကို့မှာဒီကားလေးကြတာဘာလေးကြတာညာလေးကြတာမလို့တွေ့တော့အလင်းဝဲကြလို့နော်တလက်မှတော့ပဲကြည့်တယ်တကယ်ကိုရုပ်ပြီးလက်နဲ့ပြီးကြတာနော်အเจ้าမှာကိုရင်နေဦးသိနေသီလရှင်နေအလုပ်လုပ်လို့တွေ့ရသွားတာဒီခါမှတော့ချုပ်ရတယ်အကုန်လုံးလုပ်ပြီးတော့ဖက်ချလိုက်တယ်မင်းဒါကြီးကရင်းမှာပေါ့လို့ပါမရင်ဘူးတရဏဂုံနဲ့လုပ်တယ်တရဏဂုံကမ္မဋ္ဌာန်းတိုင်းလုပ်လိုက်တော့ဟောရင်းလည်းမရင်ဘူးဘာစိမှလည်းမတော့ပါနဲ့တရဏဂုံလေးနဲ့ကြောက်သွားကြနော်တကယ်ယုံကြည်ကြည့်ပါလေယုံကြည်ပါလုပ်ကြည့်တာမှာနော်ကိုသားသမီးတွေဒီဒုက္ခအနေနဲ့ဖြစ်ခြင်းတရဏဂုံရုပ်ပြီးမြစ်တာလေးကိုပြေးလိုက်နော်သားသမီးကိုလည်းတရဏဂုံရုပ်ရဲ့နော်တန်နိုင်လို့ရှိရင်ဒီလေးကြောင့်တော့မချက်မစားနဲ့အဲ့ဒီလိုလေးမှာပြီးလုပ်ကြည့်ဘေးအန္တရာယ်ဒီကင်းပါလေသဘောပေါက်လား
နောက်ဆုံးတရဏဂုံကိုတတိမရလို့ဘုံဘုံရေးဆိုရင်တော့ပြီးတယ်နော်ဘုံဘုံရေးဆိုတာနဲ့အကုန်အောင်မြင်နေတာလေအောတိုင်ပဲကိုယ်တိုင်ရတဲ့တရဏဂုံရုပ်နိုင်မယ်ဆိုရင်တော့ဘုံဘုံတော့ကြရအောင်လို့တရဏဂုံရုပ်တာနဲ့ဘုံဘုံကရောက်ပြီးတာပဲသဘောပေါက်လားနော်ဘုံဘုံကြွားတာတော့မဟုတ်ဘူးအာရုံသမီးတို့အာရှိစေဘူးနော်ဘုံဘုံနံွယ်ပေါင်းသိတဲ့အာနဲ့ကြည့်ပြီးထုတ်လို့ရအဲ့တော့အခုလာတဲ့လူတိုင်းကိုဘုံဘုံရဲ့နံွယ်တပါးစီတွေ့လို့ရအဲ့တော့ဘုံဘုံရဲ့ပုံတော်လေးအိမ်တွင်သွားပြီးအိမ်မှာယုံယုံကြည်ကြည်နဲ့တောက်တော်ရေးကမယ်နော်ဟောသတိသွန်းလေးတွေကမယ်တတ်ပြီးသွန်းသားမယ်ဆိုရင်အကုန်လုံးသွန်းမယ်နော်သဘောပေါက်လားတချို့ဆိုအိမ်မက်တောင်မဲ့တဲ့တို့အိမ်မှာလာပြီးတော့ဆရာတော်ကြီးသုံးပုံဝေးတယ်လို့ဘာလို့ဒီအိမ်မက်မကြတယ်ဟုတ်လားတကယ်ဟုတ်တယ်သွန်းတော်ကတဲ့အိမ်ကိုကြွားပြီးစားပြီးအဲ့ဒါပေမဲ့ဟိုလက်ပိတ်ပကံနဲ့တင်ရခဲလေးနဲ့တော့မလုပ်ဘူးနော်စီဂျူဒီထဲမှာဆိုလို့မကားဘူးဟုတ်လားနော်အဲ့တော့တကယ်ကိုတန်ဃာတော်တွေကိုသွန်းတော်ကတဲ့အတိုင်းသဘောဝိုင်းလေးနဲ့ကတ်ကြည့်လမ်းမှာနော်ကပ်ပါများလာရင်ကိုယ်တိုင်တော့မြင်ရတယ်လို့မြင်ရလိမ့်မယ်ဘုံဘုံနဲ့နော်တကယ်ယုံကြည်တယ်တကယ်တရဏဂုံရုပ်တယ်တကယ်ခြေလေးကြောင်းသားကြောက်ရင်ဘုံဘုံကြွတယ်အဲ့ဒီချိန်နော်ကြောက်မလာနိုင်တော့အဲ့ဒီအိမ်ကနေပြီးဒိုတဲ့သူကိုတော့အောင်မြင်လိမ့်မယ်အောင်မြင်တော့မှလာပြီလားသဘောပေါက်လားအဋ္ဌံပြုလို့ရတယ်နော်ဒါကြောင့်တရဏဂုံကိုလုံးချုံရင်စိတ်ကြည်အစုံကြီးမြောက်တယ်ဘုရားဆုံးပြီးအဲ့တော့ဘုံဘုံကကိုလုံးနေမကဘူးနော်32ဘုရားကအကုန်လုံးကို3ချိန်တော့96သိန်းတော့နော်ထုံထားလိုက်တော့သာလူသမီးတို့လူကျင်တာအကုန်ရတယ်အဲ့တော့ဝိသလောကကဘုံဘုံကိုဘာပြောလဲဆိုတော့အရိယဝိသလူတွေတော့လိုက်လို့မပြီးဘူးတို့ရတဲ့သွမ်းအင်းတွေကိုသူကယာပြီးသားတဲ့သူသွမ်းအင်းတွေကိုကတို့ကမယာပြီးတာတို့ကနောက်ကလိုက်ရမယ်သဘောပေါက်လားအဲ့ဒီလိုပြောလို့လေဘုံဘုံကိုဝိသကြီးလို့မထင်နဲ့ဟုတ်နောက်မပြောနဲ့ဟုတ်ဘုံဘုံကတရဏဂုံထုံထားတာဒါကြောင့်သာလူသမီးတို့ကိုလည်းအပေကလုပ်ဖို့ပဲအတွက်သူများအာဟုပြီးတရဏဂုံမတင်နဲ့ပုဂ္ဂိုလ်ကိုမသိရင်တင်သွားပါအဲ့တော့များများမတင်နိုင်ရင်တော့ဒီနေ့ကိုသက်စီလေးကိုသက်စီလေးဟုတ်လားကိုဝေးထားတဲ့သက်စီလေးကိုယူပြီးနောက်နေ့ကျတော့တစ်ခေါက်ယူနောက်နေ့ကျတစ်ခေါက်ယူအသက်တစ်နှစ်ကြီးသွားရင်တစ်ခေါက်ယူပြီးမှန်မှန်လေးယူသွားရင်နော်ဘုံဘုံတရားမင်းကိုလေးလိုက်ဘယ်တော့ယူလို့ရှိရင်တရဏဂုံခိုင်မာတော့မယ်ငါးနှစ်အဲ့သက်စီကိုငါးနှစ်မှန်